ဖိတ်စာကလေးကိုကိုယ်တိုင်လာပြီးကန်လို့ရဲ့မောင်ရဲ့လက်ထက်ပွဲကိုကိုယ်တိုင်ရောက်လန်းခဲ့ပါတယ်ဖိတ်ရှာသူရဲ့မရောက်အောင်လန်းလာခဲ့ပါမယ်မင်းသားပြောမယ်ဆိုမောင်ကိုယ်တိုင်လန်းခဲ့မယ်မေရဲ့ငလာဖိတ်စာကလေးကိုကိုယ်တိုင်လာပြီးကန်လို့ရဲ့မောင်ရဲ့လက်ထက်ပွဲကိုကိုယ်တိုင်ရောက်လန်းခဲ့ပါတယ်ဖိတ်ရှာသူရဲ့မရောက်အောင်လန်းလာခဲ့ပါမယ်မင်းသားပြောမယ်ဆိုမောင်ကိုယ်တိုင်လန်းခဲ့မယ်မေရဲ့ဘယ်ညိုနဲ့နင်ပြူရက်တယ်မြေတမပါပဲနှွဲတယ်ဟောဒီမင်္ဂလာပွဲရဲ့ပြောသူတွေပြောကြပါမယ်မပြောနိုင်တာမောင်းရင်ထဲရဲ့မမြင်ခွေရအကြောင်းကလေးတစ်ခုမှငိုတန်နေဘသူမှမသိနိုင်နဲ့မင်းသားပြောမယ်ဆိုမောင်ကိုယ်တိုင်လန်းခဲ့မယ်မေရဲ့တော်မြတ်တဲ့မင်္ဂလာအချိန်မှာမပြောနိုင်သူမောင်ရင်တဲ့ရဲ့မတော်ဝေနာတွေဟာနှွေတရားမဖြေသာငိုတန်နေဘသူမှမသိနိုင်ပါမမြင်ခွေရအကြောင်းကလေးတစ်ခုမှငါကျင်းသူရဲ့မြေရဲ့စတဲ့ဟာစွတောင်းပေးမှာပါအောင်မေအောင်ပေါင်းရပါစေခွာငလာဖိတ်စာကလေးကိုကိုယ်တိုင်လာပြီးကန်လို့ရဲ့မောင်ရဲ့လက်ထက်ပွဲကိုကိုယ်တိုင်ရောက်လန်းခဲ့ပါတယ်ဖိတ်ရှာသူရဲ့မရောက်လန်းလာခဲ့ပါမယ်မင်းသားပြောမယ်ဆိုမောင်ကိုယ်တိုင်လန်းခဲ့မယ်မေရဲ့ဘယ်ညိုနဲ့နင်ပြူရက်တယ်မြေတမပါပဲနှွဲတယ်ဟောဒီမင်္ဂလာပွဲရဲ့ပြောသူတွေပြောကြပါမယ်မပြောနိုင်တာမောင်းရင်ထဲရဲ့မမြင်ခွေရအကြောင်းကလေးတစ်ခုမှငိုတန်နေဘသူမှမသိနိုင်နဲ့မင်းသားပြောမယ်ဆိုမောင်ကိုယ်တိုင်လန်းခဲ့မယ်မေရဲ့မင်္ဂလာအချိန်မှာမပြောနိုင်သူမောင်ရင်တဲ့မတော်ဝေဒနာတွေဟာနှွေတရားမဖြေသာငိုတန်နေဘသူမှမသိနိုင်ပါမမြင်ခွေရအကြောင်းကလေးတစ်ခုမှငါကျင်းသူရဲ့နေရဲ့စတဲ့ဟာစွတောင်းပေးမှာပါအောင်မြင်အောင်ပေါင်းရပါစေခွာ